ရောက်တည်ရတော့နေရာတကာမှာပဲကျွန်တော်တဲတဲ့ဟိုတယ်ဆိုင်မှုပေါ်မှာမြောက်တောင်တက်ထိုင်ဒီမှာတကောင်စတိုင်ကြကိုထိုင်တာကြည့်ရောစိမ့်မနော်ကဲဒီကောင်ဆို8တောင်နေသေးရဲ့အများကြီးပဲ9ကောင်6ကောင်မှကြည့်ဒီမှာတကောင်ဒါကကျွန်တော်တို့သွားမဲ့ကားကြီးပဲနော်အဲကားကြီးမှာအော်ဘစ်စကွတ်တွေကျွေးထားတော့ပျော်နေတာဟာဒီဘက်မှာတွေအများကြီးပဲတော့ဒီမြို့မှာအဲ့လိုပဲမြောက်တွေဒီလိုပဲလွတ်တာအဲ့မြောက်တွေအမီးကတအားတန်တယ်သူအဲ့အမီးကအပင်မှာချိတ်ပြီးတွဲပေါင်းသူတို့ခိုကြအဲ့လိုမှမြောက်တွေနော်နေရာတိုင်းမှာရှိရဒီမြောက်တွေကအမီးရှည်တွေမြောက်တယ်အများကြီးပဲဒီစာကလေးရောက်ပြီးတယ်ပေါ့နော်ဒါယောဂဂူရူဒီလိုလာမှာဆိုတော့ဒီကဂူရီဖြစ်မလားမသိဘူးသူလာမယ်လို့ပြောပါတယ်ကျွန်တော်တို့ဒါရွေးပြီးတော့ representative တွေကိုဒီကိုခေါ်လိုက်တာပေါ့နော်စတေဒီယံကတက်မိနစ်20လောက်စီးရတယ်ဒါကဟိုတယ်တစ်ခုကိုကျွန်တော်တို့ခေါ်လိုက်တယ်ဒါကတော့ဆာမကြီးကဒါက handstand လုပ်နေရတယ် handstand လုပ်နေရပြပါတယ်ဒီမှာကျွန်တော်တို့ဒါခဏအနားယူတယ်ဆရာကြီးခဏအနားယူတဲ့နေရာလေးပေါ့နော်ဒီမှာတော့သွေးပူလေးကျင်ကလုပ်တဲ့နေရာလေးပါကျွန်တော်ဆာမကြီးဒီမှာ 72 years old.ရက်ဆက်တယ်နော်ရက်ဆက်တယ်ဆာမကြီးဒါအသက်91ကျော်ခဲ့ပြီ92ထဲအောင်ဝင်နေပြီနော်ကဲအသက်90ယူရပြည်သူများဆာမကြီးကိုနမူနာယူကြပါမြင်လားအသက်90ရောက်ပြီမှခဏကိုကြန့်ခိုင်တဲ့ခန္ဓာကိုယ်ပန်ဆိုင်နေရနော်ဆာမကြီးတော်တီဖြစ်ပါတယ်ကြာကြီးပဲနော် handstand လုပ်ထားတာမြင်လား balancing block ကောင်းလဲရက်ဆက်တယ်ဒီဘက်မှာလည်းဆရာကြီးကပြနေတယ်โอเคဒါနိုင်ငံတကာကအားကစားသမားတွေဒီမှာရီခန်းထဲမှာရှိရနော်โอเค Relax, really ma'am, relax. ရပြီရက်ဆက်တယ်